ဒီကနေ့ဩဂုတ်လ23ရက်နေ့နနက်မှ16ရက်နေ့အတွင်းတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာရေကြီးနိုင်ကြောင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအသိပေးနှိုးဆော်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းနေခြင်းဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့အားကောင်းသောလေဖိအားနဲ့ရဝန်းရဲ့အရှိန်မိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေခြင်းကြောင့်လို့ဆိုပါတယ်။ဒါကြောင့်နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာဖို့ရှိပါတယ်။ဒါအပြင်ရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းအထက်ပိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့သိရပါတယ်။ဘိုးတဲ့တဲ့စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တာကြောင့်ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ်နဲ့မြင့်ငယ်မြစ်ချောင်းတွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုကြဖို့မူဆလာကအတည်ပြုပါတယ်။အေရဝတီမြစ်ရေကမြင်းမူမြို့ပခုတ်ကူမြို့ညောင်ဦးမြို့စိတ်တမြို့နဲ့တန်လွင်မြစ်ရေကဖအံမြို့စစ်တောင်းမြစ်ရေကမတောင်းမြို့ဒုဋ္ဌဝရီမြစ်ရေကမြင့်ငယ်မြို့တို့မှာစိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်တာကြောင့်အဆိုပါမြို့တွေအတွင်းကမြစ်ကမ်းအနီးနဲ့မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ရေပေးလွတ်ရာနေရာတွေစီရှောင်ရှားကြဖို့အတိပေးနှိုးဆော်ထားကြောင်းပါခင်ဗျာ